တောက်တလုံးကိုဈေးပေးရင်တိတ်စီးတဲ့အကြောင်းကိုအနေချင်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြမှာကတော့ကြောက်တလုံးကိုဈေးပေးရင်တိတ်စီးတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒီလိုတိတ်စီးထားပြီဆိုလို့ရှိရင်ဒီကြောက်ကနောက်လူကြီးလို့မရအောင်လို့အဓိကဖြစ်ပါတယ်နံပါတ်1ကတော့ဒီကြောက်ကစီးထားတယ်ဆိုတာကပေးထားတဲ့ဈေးနှုန်းကိုတရားဝင်ဖြစ်သွားအောင်လို့လည်းပါပါတယ်ဒီကြောက်ကိုပိုင်ရှင်အနေနဲ့ရောင်းသည်ဖြစ်စေမရောင်းသည်ဖြစ်စေဈေးပေးတဲ့လူစီမှာပဲပြန်လာပြီးတော့မှဖြီခွင့်ရှိပါတယ်ကိုယ့်တဘောနဲ့ကိုဖြီလို့မရပါဘူးကိုယ့်တဘောနဲ့ကိုဖြီလိုက်မယ်ဆိုလို့ရှိရင်ဈေးပေးတဲ့လူကိုမလေးစားရလဲရောက်တယ်ဈေးပေးတဲ့လူဖက်ကနေပြဿနာရှာမယ်ဆိုလို့ရှိရင်လည်းပြဿနာရှာလို့ရပါတယ်တကယ်လို့ကိုယ့်တဘောနဲ့ကိုဖြီလိုက်ပြီဆိုလို့ရှိရင်ဈေးပေးတဲ့လူကမိတ်ဆွေကိုပြဿနာမရှာဘူးဆိုရင်တော့မှနောက်ဆိုလို့ရှိရင်မိတ်ဆွေစီကနေပြီးတော့မှကြောက်ကိုသူဝယ်တော့မှလည်းမဟုတ်ဘူးကြီးတော့မှလည်းမဟုတ်ပါဘူးရောင်းမှပဲဖြစ်ဖြစ်မရောင်းဘူးပဲဖြစ်ဖြစ်ဈေးပေးတဲ့လူစီကိုပြန်လာရမှာကတော့ပွဲစားရဲ့တာဝန်ပဲဖြစ်ပါတယ်တကယ်လို့ဈေးပေးတဲ့လူကကိုနဲ့ရင်းနှီးတဲ့ဖုန်းဆက်တွေ့ပြီးတော့မှသူ့ကိုအကျိုးကြောင်းလေးပြောပြပြီးတော့မှသူကခွင့်ပြုတယ်ကိုဟာကိုဖြီခိုင်းတယ်ဆိုလို့ရှိရင်တော့ဖြီလို့ရပါတယ်အဲ့လိုမှမဟုတ်ရင်တော့ကိုတဘောနဲ့ကိုဖြီခွင့်မရှိပါဘူးဒါလေးကတော့ကြောက်လုံးမယ်ဆိုလို့ရှိရင်ထားမယ်စီလေးတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့အနေချင်းလေးတင်ပြလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့နောက်ထပ်သိချင်တာလေးတွေရှိရင်လည်းကျွန်တော်ရဲ့ comment မှာရေးပေးခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်